္ဂလာပါရှင် Face to Online Education ကနေကြိုဆိုပါရရှင် My name is Khai Susuta. Okay, today's lesson is lesson part 1, lesson 8 ပဲဖြစ်ပါတယ်ရှင် Today ဒီနေ့ lesson လေးကိုကျွန်တော်တို့စပြီးတော့လေ့လာကြည့်ရအောင် The first lesson, look at the picture, look at the title. The title is Go Went. G-O go base form သွားသည် W-E-N-T went သွားခဲ့သည်အဲ့တော့ go ရဲ့ simple past tense က went ပုံမှန်ကျွန်တော်တို့သိထားတာက verb 1ကနေ verb 2ကိုပြောင်းရင် ed ပေါင်းတယ်လို့သိထားတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပုံမှန်မဟုတ်တော့တဲ့ verb တွေအကြောင်းကိုကျွန်မကပြောချင်တာဟုတ်ပါဖြစ်ပါတယ်သူက verb 1ကနေ verb 2ကိုပြောင်းသွားတဲ့အခါမှာသူရှိတဲ့ form ကနေပြီးတော့စကားလုံး spelling စကားလုံးတပ်ပုံစလုံးပေါင်းတပ်ပုံအားစာချိန်သွားတာပေါ့နော်အဲ့လို verb တွေကိုကျွန်တော်တို့က irregular verb လို့ခေါ်ပါတယ်အဲ့တော့ဒီနေ့ grammar focus အနေနဲ့ irregular verb ကိုလေ့လာရမှာဖြစ်ပါတယ် so now here အဲ့တော့ဒီ irregular verb တွေအကြောင်းပြောတဲ့အခါမှာသူ့ရဲ့ original base form ကျွန်မအမြဲတမ်းပြောနေကြ original base form base ပုံစံအခြေခံပုံစံဒါကတော့ past form အတိတ်ကာလမှာပြောင်းလဲသွားတဲ့ပုံစံလေးဖြစ်ပါတယ်ဒီမှာတော့ကျွန်မကဒီနှစ်မျိုးကိုပဲပြောမှာဖြစ်ပါတယ် base form နဲ့ original base form နဲ့ verb to past form ပြောင်းလဲသွားတဲ့အခါမှာစကားလုံး spelling ကအစ change သွားတဲ့ verb လေးတွေကိုလေ့လာစေခြင်းနဲ့သတိပြုစေခြင်းနဲ့အတွက်ပဲဖြစ်ပါတယ်အဲ့တော့ for example ပိုင်ဆိုင်တည်ရှိသည်ဆိုတဲ့ hori have ဆိုတဲ့ verb အများကြီးဆိုရင်တော့ have ဆိုတဲ့ have အဲ့ဒီ have တွေ have တွေက past form အတိတ်ကာလကိုပြောင်းလဲသွားတဲ့အခါမှာ had ဖြစ်သွားပါတယ်အဲ့တော့ has have သူ့ရဲ့အတိတ်ကာလက had ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် original base form ကနေ spelling လေးကအစဒီမှာ ad ဆိုပြီးတော့ပြောင်းသွားတဲ့အတွက်ဒါတွေကို irregular verb ပုံမှန်မဟုတ်သော verb များလို့ခေါ်တာဖြစ်ပါတယ် Here is swim swam အဲ့တော့ base form မှာ swim swim သူ့ရဲ့ past form ပြောင်းသွားတဲ့အခါမှာ swam swam ဖြစ်သွားပါတယ်ဒါကတော့ base form ဒါကတော့ past form ဒါကြောင့်မလို့သူတို့ကို irregular verb လို့ခေါ်ပါတယ် swim ရေကူးသည် swam ရေကူးခဲ့သည် so here is also take take you သည်သူက base form ဖြစ်ပါတယ် took took ဘာခဲ့သည်လဲဆိုတော့you ခဲ့သည်အဲ့တော့ take ရဲ့ original base form ဖြစ်ပြီးတော့သူရဲ့ past form ကတော့ took took ဖြစ်ပါတယ် take took take you သည်လူဆိုလို့ရှိရင်ခေါ်သွားသည်ပေါ့သူရဲ့ simple past tense က took you ခဲ့သည်ခေါ်သွားခဲ့တယ်ပေါ့ so now here သူရဲ့ base form က meet တွေ့ဆုံသည်သူရဲ့ past form ကအတိတ်ကာလမှာ met လို့ပြောင်းလဲသွားတယ် met meet တွေ့ဆုံသည် met တွေ့ဆုံခဲ့သည် okay so here is also irregular verb ဒါကလည်းပုံမဟုတ်တဲ့ဒီ verb လေးတွေကို sentence ထဲမှာတွေ့ရမှာဖြစ်ပါတယ် I have 2 cars ငါမှာကားနှစ်စီးရှိတယ် 3 years ago လွန်ခဲ့သောဒီ3 years ago ဒီလွန်ခဲ့သော3နှစ်ကလို့ပြောလိုက်ပြီလွန်ခဲ့သော3နှစ်ဆိုတာကပြီးခဲ့တဲ့အချိန်ကိုပြောတာဖြစ်တဲ့ဒါတေချာပေါက်ဒီနေရာမှာကျတော့ past tense simple past tense ဆိုတဲ့ verb 2ကိုပဲသုံးပေးရပါမယ်။ဘာဖြစ်လို့လဲအတိတ်ကပြီးခဲ့တဲ့အချိန်ဒီနေရာမှာပါနေလို့ပါ3 years ago လွန်ခဲ့တဲ့3နှစ်က I had a car accident ငါက car accident ဖြစ်ခဲ့တယ်လို့ပြောပါတယ်။အဲ့တော့ဒီ I have 2 cars ငါမှာကားနှစ်စီးရှိတယ်ဆိုတာကsimple present verb 1 original form ကိုသုံးပြီးတော့ဒီမှာတော့ I had a car accident က simple present change သွားတဲ့ပုံစံလေးကိုပြထားတာဖြစ်ပါတယ် Okay ကျွန်မနဲ့တူတူဖတ်ကြည့်ပါအောင် I have 2 cars 3 years ago I had a car accident Yet here in this like in the first sentence ပထမဝါကျမှာ I speak English ငါကအင်္ဂလိပ်လိုပြောတယ်ဒုတိယဝါကျမှာ I spoke to her today ငါသူမကိုဒီနေ့စကားပြောခဲ့တယ်ဒီနေ့ဖို့သူမလုပ်ပြီးသွားတယ်ဒီနေ့ဆိုတဲ့အချိန်ကာလအတော်အတွင်းမှာသူမလုပ်ခဲ့တဲ့ action ကိုပြောတာဖြစ်တဲ့အတွက် today ပါပေမဲ့လည်းဒီမှာ verb to past tense ကိုသုံးလို့ရပါတယ်ဒီမှာ speak က original base form verb 1ဒါကတော့ spoke verb 2ဖြစ်သွားတယ် I speak English I spoke to her today kids now here
It's also I'm swimming in the pool အခုလောလောဆယ် in the pool P-O-O-L pool ကန်ကိုကျွန်တော်တို့ pool လို့ခေါ်ပါတယ်ကန်ထဲမှာငါကရေကူးနေတယ် My cousin and I swam at the beach every day အရင်တော့ငါပေါ့နော်အဲ့တော့ my cousins ငါရဲ့ဝမ်းခွဲအကိုတွေအမတွေငါရဲ့ဝမ်းခွဲမောင်နှမတွေနဲ့ I ငါက swam ရေကူးခဲ့ပါတယ် at the beach every day နေ့တိုင်းလို့ at the beach ကမ်းခြေမှာရေကူးခဲ့ပါတယ်လို့ပြောတာဖြစ်ပါတယ် Okay ကျွန်တော်တို့ပြန်စကြည့်မယ် I'm swimming in the pool ငါကကမ်းမှာရေကူးနေတယ်ဒီမှာက SWIM swim ကို ing လေးပေါင်းထားတဲ့ပုံစံကိုတွေ့မယ်ဒီ swim ဆိုတဲ့ hori base form original ပုံစံဒီ hori simple past tense လဲကြတော့ SWAM ဆိုပြီးတော့ irregular verb ပြောင်းသွားတဲ့ပုံစံမျိုးတွေ့ရတာဖြစ်ပါတယ် Okay let's read out together ဒီမှာနဲ့တစ်ခါလောက်အတူတူဖတ်ကြည့်မယ် I'm swimming in the pool my cousins and I swam at the beach every day Okay let's read out together ဒီမှာနဲ့အတူတူထပ်ပြီးဖတ်ကြည့်ပါဦး I'm swimming in the pool my cousins and I swam at the beach every day Kids Now let's move on to the next slide. Okay, this slide မှာကျမတို့ကြည့်ရမယ်ဆိုရင် she always loses her key. ရှင်း lesson တွေကပြောထားတဲ့အတိုင်းပဲ subject နေရာမှာ he တွေရှိတဲ့ it တွေဆိုလို့ရှိရင်ကျမတို့က verb နေရာမှာ s သို့မဟုတ် es လေးကိုထည့်ပေးရပါတယ်ဒီမှာကတော့ lose က e နဲ့ဆုံးတော့ s ပေါင်းလိုက်တယ် loses ဘယ်လိုတန်ထွက်လဲ how do you pronounce loses လို့အတန်ထွက်ပါတယ် she always loses her key သူမဟာသူမရဲ့တော့ကအမြဲတမ်းလို့ပြောင်းနေတယ် she lost her keys yesterday မနေ့ကလည်းပဲသူမရဲ့တော့ကိုသူမပျောက်ခဲ့ပါတယ်လို့ပြောတာဖြစ်ပါတယ် okay let's read out those sentences together she always loses her keys she lost her keys yesterday okay let's read out together one more time She always loses her keys. She lost her keys yesterday. Good. Now, let's move on to the next slide. This slide မှာလေဒီမှာက understand သူ့ရဲ့ past form က understood. ဒီမှာ understand S T A N D stand S T O O D stood ပြောင်းလဲသွားတာကိုတွေ့ရပါမယ် Okay ဒါဆိုဒီမှာလည်းအတူတူဖတ်ကြည့်မယ်You understand about it. You understood my lessons. Understand နားလည်သည် You understand about it မင်းဒီအကြောင်းကိုနားလည်ပါတယ် You understood my lesson မင်းကငါရဲ့သင်ခန်းစာတွေကိုနားလည်ခဲ့တယ် Am I right? ဟုတ်ပါတယ်နော် Okay, now here, please look at the composition one. The composition one မှာဆိုလို့ရှိရင် A ကဘာပြောလိုက်လဲဆိုတော့ Did she lose her keys again? သူမရဲ့တော့ထပ်ပြောက်ခဲ့ပြန်ပြီလားဘာဖြစ်လို့လဲသူမတော့ခဏခဏပြောင်းနေတာအဲ့တော့သူမရဲ့တော့က again or again ကြိုက်တယ်လို့ထွက်လို့ရပါတယ် again မဲ့ထွက် again မဲ့ထွက်အတူတူပဲ British နဲ့ American ပဲကွာတာပါအဲ့တော့ did she lose her keys again သူမရဲ့တော့ထပ်ပြောက်ပြန်ပြီလား yes ဟုတ်တယ် she always loses her keys သူမရဲ့တော့ကိုအမြဲတမ်းလို့ပြောင်းနေတာပဲအမြဲတမ်းလို့ဖြစ်တယ်ဆိုကျွန်တော်တို့ဒီမှာဗာလေးတွေ့လဲဆိုတော့ always ကိုတွေ့ပါတယ် she always plus ဒီမှာဗာလဲဆိုတော့ verb 1ဒီ verb 1မှာ s သို့မဟုတ် es ကိုပေါင်းထားပြီးတယ်ဘာကြောင့်လဲ she ဒီအနေကိန်းဖြစ်နေလို့နောက်ထပ် sentence တစ်ခုက I know ငါသိပါတယ်တဲ့ she always does that သူမကအမြဲတမ်းအဲ့ဒီလိုပဲလုပ်နေတာပါပဲတဲ့ she ကိုကိုစားပြုတဲ့အနေကိန်းက does do ကပြုလုပ်သည် does ကလည်းပြုလုပ်သည် she ကနေတော့ကျွန်တော်တို့ဒီမှာ does ကိုထည့်ပေးရတယ်Okay, ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ခါလောက်ဒီ conversation လေးကိုဖတ်ကြည့်ရအောင် Did she lose her keys again? Yes, she always loses her keys. I know. She always does that. Okay, ဒီတစ်ခါ yes or no question လေးဖြစ်တဲ့အတွက်အတန်ကို tone of voice ကို rising tone လေးနဲ့ကျွန်တော်တို့ practice လုပ်ကြည့်ရအောင် Did she lose her keys again? Yes, she always loses her keys. I know. She always does that.Okay, let's read out one more time, please. Now the color tomorrow Did she lose her keys again? Yes, she always loses her keys. I know. She always does that. Good? Now, let's move on to the next slide. Okay, this is today's focus. ဒီနေ့ကျွန်မအဓိကပေးခြင်းတဲ့အကြောင်းအရာကတော့တစ်ခုတည်းရှိပါတယ် Verb တွေက original base form ရဲ့ spelling ကနေပြီးတော့ပြောင်းလဲသွားတယ်
အဲ့လိုပြောင်းလဲသွားတဲ့ verb တွေကိုပုံမှန်မဟုတ်ဘူးလို့ယူဆတဲ့အတွက် irregular verb လို့သတ်မှတ်ပါတယ်ဒီ irregular verb တွေဟာ past form အတိတ်ကာလကိုပြောင်းသွားတဲ့အခါမှာ spelling ကအစားချိန်သွားပါတယ် read read ကတော့သူ့ရဲ့ original base form ရဲ့ဒါကြတော့ spelling မချိန်မဲ့နဲ့အတန်ထွက်ချိန်တာလေးကိုပြောချင်တာပါကျွန်တော်တို့ simple present tense လက်ရှိကာလ original base form မှာကျွန်တော် read လို့ဖတ်တယ်Betty read the newspaper yesterday morning. Yesterday morning မနေ့မနက်ကဆိုပြီးတော့အတိတ်ကာလကိုပြတဲ့အချိန်ပါသွားတဲ့အတွက်ဒီမှာသုံးတဲ့ verb ကလည်းသေချာပေါက်အတိတ်ကာလ verb to past form ပဲဖြစ်ပါတယ်။အဲ့ဒီခါမှာကိုထွက်လိုက်ရမယ့်အတန်ထွက်လေးက read မဟုတ်ဘဲနဲ့ read လို့ထွက်ရပါမယ်။ Betty read the newspaper yesterday morning. Okay ဒီခါလောက်ပြောကြည့်ပါဦး။ Betty read the newspaper yesterday morning. Good. Now let's move on to the next slide. This slide မှာတော့ take ဘာလေးကိုတွေ့လဲဆိုတော့ T-A-K-E take ကိုတွေ့ပါတယ်။အဲ့တော့ take ရဲ့ past form က spelling ချိန်သွားပြီ took spelling ချိန်တဲ့အတွက်အတန်အတွက်ကအစားချိန်သွားပါတယ်။ She took a bath yesterday afternoon. Yesterday afternoon မနေ့ကနေလယ်ကပြီးခဲ့တဲ့အချိန်တိကျပါတဲ့အတွက်ဒီမှာသုံးတဲ့ verb ကတော့ simple past tense အတိတ်ကာလကိုသုံးရမှာဖြစ်ပါတယ် She took a bath yesterday afternoon. Take, took. Now here is spend. Spend ကပတ်စံသုံးစွဲတဲ့အခါမှာသုံးပါတယ်အချိန်တွေကိုအကျိုးရှိစွာအသုံးချတဲ့အခါမှာလည်းဒီ spend ကိုသုံးပါတယ် He spent about $1,000 to buy the dolls ဒီကစားစရာအယုတ်ကလေးတွေကိုဝယ်ဖို့သူကဒေါ်လာ1000လောက်သုံးစွဲခဲ့ပါတယ်လို့ပြောပါတယ်ဒါဆိုရင်သူ့လက်ထဲကကုန်ဆုံးသွားပြီးတဲ့ပတ်စံအကြောင်းကိုပြန်ပြောနေတာဖြစ်တဲ့အတွက်အတိတ်ကာလ past form simple past tense ကိုပဲသုံးရမှာဖြစ်ပါတယ်ဒီမှာ spent ကအတိတ်ကာလက spent Okay, let's read out this sentence together. This sentence လေးကိုကျမတို့အတူတူဖတ်ကြည့်ရအောင် He spent about $1,000 to buy the dolls. One more time, please. He spent about $1,000 to buy the dolls. Good. ဒါဆိုရင်ဒီနေ့ today focus ကိုကျမအစကနေပြန်ပြီးပြောချင်ပါတယ်အားလုံးပေါင်း3ချောင်းရှိပါတယ် Today focus 1မှာ read read Betty read the newspaper yesterday morning. Read yesterday morning. Yesterday morning အတိတ်ကာလ read ကအတိတ်ကာလ read ဒီမှာ spelling မချိန်ဘူးအတန်ထွက်ပဲပြောင်းပါတယ် Betty read the newspaper yesterday morning. Today focus 2 take ရဲ့အတိတ်ကာလ tookဘာဖြစ်လို့လဲအတိတ်ကအချိန်ကိုပြတယ် yesterday afternoon she took a bath yesterday afternoon took yesterday afternoon good now here is the spent ကအတိတ်ကာလက spent သူ့ရဲ့အတိတ်ကိုပြတဲ့အချိန်ဆိုတာကတော့ဒီမှာ1000ကတော့ငွေရေးကြေးဆိုပေမဲ့သူ့လက်ထဲကနေကုန်ဆုံးသွားတဲ့ငွေသူသုံးပြီးတဲ့ငွေဒါကြောင့်မို့ကျမတို့ကအတိတ်ကာလကိုသုံးမယ် spent He spent about $1,000 to buy the dolls. Okay, ဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့သင်ယူခဲ့တဲ့ lesson ရဲ့အနှစ်ချုပ်ကိုပြန်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဒီနေ့အနှစ်ချုပ်အနေနဲ့ကတော့ကျမတို့ irregular verb 1 base form ကနေ past tense verb 2ကိုပြောင်းတဲ့အခါမှာ spelling တွေပြောင်းသွားတယ်။ဥပမာ spelling တူပေမဲ့လည်းအတန်အတွက်ပြောင်းသွားတာလေးတွေကို irregular verb လို့ခေါ်ပါတယ်။ So today I'm going to stop here. So see you again. You did the verse. Bye bye.